The Box of Miso YouTube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Miso ကတမိုင်းကြောင်းနောက်ခံဝတ္ထုရှိစာအုပ်တအုပ်ကိုဖတ်ဖို့အတွက်အကြံပြုတိုက်တွန်းခြင်းနဲ့အနေနဲ့ဒီနေ့ review လေးကိုလုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒီစာအုပ်က2010တုန်းကအမျိုးသားဘာသာပြန်စာပေအမျိုးသားဘာသာပြန်ရသစာပေစုလည်းရထားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်အဲ့ဒီရဲ့စာအုပ်ကဘာလဲဆိုတော့ဆရာနေဝင်းမြင့်ရဲ့ရေကန်တာကြာတိုင်းအေးဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဆရာကမူရင်းအိန္ဒိယစာရေးဆရာဖြစ်တဲ့ Amitav Ghosh ရဲ့ဒီစာအုပ်ကိုပေါ့နော်သူကဘာသာပြန်ထားတာဖြစ်ပါတယ်သူ့ရဲ့မူလစာအုပ်အမည်က The Glass Valley ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့ခေါင်းစဉ်ပေးပုံကိုဆရာကဘယ်လိုပေးထားလဲဆိုတော့ဆရာမြတ်တန်တင်ရဲ့ဒါရွှေပြည်တော်မြို့တိုင်းဝေးဒီဆရာကျတော့သူ့ရဲ့စာအုပ်ကိုရေကန်တာကြားရင်အေးလို့ပြီးမယ်ဆိုပြီးတော့ခါကျတော့ပေးဖူးဒီစာအုပ်ရဲ့ The Glass Valley ဆိုတဲ့စာအုပ်ကိုဘာသာပြန်ပြီးတော့ဒီခေါင်းစဉ်ကိုပေးဖြစ်ခဲ့တယ်လို့မေဆိုဖတ်ဖူးမှတ်ဖူးပါတယ်ဒီစာအုပ်ကိုကျတော့မေဆိုကရှေ့တစ်နှစ်တုန်းကပေါ့နော်မေဆိုကဒီ AI ကနေပြီးတော့ book review ဒီဖတ်လို့ကောင်းတဲ့ကဏ္ဍဝင်စာအုပ်တွေကို review ပေးပါဆိုပြီးတော့ recommend တောင်းလိုက်တဲ့အခါမှာ AI ကနေပြီးတော့ဖတ်ဖို့စာအုပ်ဒီလေးတွေညွှန်းပေးတယ်ပေါ့နော်အဲ့ဒါကိုလည်းမေဆို video make လုပ်ထားတယ်အဲ့ဒီမှာသူက The Glass Valley ဆိုပြီးတော့ခါကျတော့ညွှန်းထားတဲ့ခါကျတော့မေဆိုကရှာကြည့်တဲ့အခါမှာဆရာနေဝင်းမြင့်ရဲ့ရေကန်တာကြားတိုင်းအေးဆိုတဲ့စာအုပ်ရှိတယ်ဆိုတော့မေဆိုကဒါရှာဖတ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့မေဆိုကစာအုပ်ကိုenhance ဝယ်ဖတ်ဖြစ်လိုက်တာမဟုတ်ဘူး ebook အနေနဲ့ရှာပြီးတော့ download ဆွဲပြီးတော့ဖတ်ဖြစ်ခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ကဒီမြန်မာနိုင်ငံရဲ့ဒီတီဘောမင်းပါတော်မူတဲ့အချိန်အဲ့ဒီရဲ့အချိန်ကနေစပြီးတော့ခါကျတော့တမိုင်းနောက်ခံဇလံအရှိကြီးကိုဒါမျိုးဆက်3ခုထိတိုင်အောင်ဒီအချက်ရသလူမှုဘဝနောက်တစ်ခါဒီနိုင်ငံတွေရဲ့ဒီကိုလိုနီနယ်ချက်လက်အောက်မှာနိုင်ငံကလူတွေရဲ့ခံစားရမှုတွေဘဝဒုက္ခတွေနောက်တစ်ခါကိုလိုနီစနစ်အကြောင်းတွေရောဒီစီးပွားရေးလူမှုရေးနိုင်ငံရေးအလဲအပြောင်းတွေကိုပါသိခွင့်ရတဲ့စာအုပ်တအုပ်ပေါ့နော်ဒီစာအုပ်ကိုရေးရတာကတော်တော်ခက်ခဲမယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တမိုင်းနောက်ခံဝတ္ထုစာအုပ်တအုပ်လည်းဖြစ်တယ်နောက်တစ်ခါမြန်မာနိုင်ငံရဲ့တမိုင်းကြောင်းကိုရောမီတီပြီးတဲ့ခါကျတော့အဲ့ဒီရဲ့တမိုင်းကြောင်းကနေစပြီးတော့အိန္ဒိယမြန်မာမလေးရှားနိုင်ငံထိပါသူကနေပြီးတော့ဒီမျိုးဆက်3ခုလုံးကိုပေါ့နော်ချိတ်ဆက်ပြီးတဲ့ခါကျတော့ဆွဲခေါ်သွားတဲ့စာအုပ်ပေါ့ဒီနိုင်ငံ3နိုင်ငံလုံးမှာဒီကိုလိုနီနယ်ရဲ့အရင်ရှင်လက်ထက်တုန်းကဒီစစ်ရေးချိန်တွေနောက်တစ်ခါဒီသူတို့ရဲ့တိုင်းပြည်နယ်လူမျိုးတွေရဲ့သူတို့ခံစားရမှုတွေနောက်တစ်ခါချစ်ချင်းမေတ္တာနဲ့ကိုယ်ကွင်းရခြင်းတွေသစ္စာတရားတွေဟိုဒါတွေကိုဖော်ပြထားတဲ့စာအုပ်တအုပ်ဖြစ်တယ်နောက်ပြီးတော့မျိုးဆက်30ကြီးတောင်ဆိုတဲ့ခါကျတော့သူဘလို့ချိတ်ဆက်ပေးထားတယ်ဆိုတာကလည်းဒါမူရင်းစာရေးဆရာရဲ့ဒါလက်ရမြောက်မှုပေါ့နော်အဲ့ဒီမူရင်းဆရာရဲ့ဒီလိုအချိတ်ဆက်ကောင်းမှုတွေကိုလည်းဆရာနေဝင်းမြင့်ရဲ့ဘာသာပြန်လက်ရကလည်းပြောင်းမြောက်တဲ့အတွက်ကြောင့်လို့ဒီစာအုပ်ကအရန်ကိုဖတ်လို့တန်တဲ့ဒါတမိုင်းကြောင်းနောက်ခံဝတ္ထုရှိတအုပ်ပေါ့နော်စာမျက်နှာပေါင်းကတော့600ကျော်ပါတယ်မေဆိုကဒီစာအုပ်ကိုဖတ်ရတာအချိန်ကမေဆိုတစ်နှစ်ခွဲလောက်ကြာသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရှင်းနှစ်ကလေးမေဆိုဖတ်မယ်ဆိုပြီးတော့စလိုက်တခြားဟာတွေဖတ်ဖြစ်သွားလိုက်ပေါ့နော်အဲ့ဒါနဲ့တဝက်တစ်ပြက်ဖြစ်နေတာဒီရှေ့တလား2လားလောက်ကမှပြန်စဖြစ်တာပေါ့နော်စဖြစ်တော့လဲပြန်ပြီးတော့အဆုံးထိဖတ်ဖြစ်သွားပါတယ်ဒီစာအုပ်ကိုဖတ်ပြီးတော့ခါကြတော့ဒါကဒီတီဘောမင်းပါတော်မူတဲ့အချိန်နာလီတော့ကဒါနန်းမြို့မှာဖြစ်ပျက်ခဲ့တဲ့ဥစ္စာလေးတွေတီဘောမင်းကအိန္ဒိယနိုင်ငံယေတနာဂီရီကိုပါသွားတဲ့အချိန်မှာတီဘောမင်းရဲ့နောက်ဆုံးနေ့ရက်တွေကိုပါမေဆိုတို့ကဒါသိရှိခွင့်ရတယ်နောက်တစ်ခါဒီထဲမှာဆိုလို့ရှိရင်မေဆိုအစထင်တာကပေါ့နော်ဒါတီဘောမင်းနဲ့သူရဲ့မိသားစုယေတနာဂီရီမှာဘလို့စိုးစံခဲ့ရတယ်လေဘလို့အကျဉ်းချနေထိုင်ခဲ့ရလဲဆိုတာကိုအသေးစိတ်ရေးထားမဲ့ဝတ္ထုလိုမျိုးဆိုတာထင်တာပေါ့နော်ဒါပေမဲ့မဟုတ်ဘူးဒီတီဘောမင်းပါတော်မူတဲ့အချိန်ရောနောက်တစ်ခါအဲ့ဒီမှာသူရဲ့မိသားစုခက်ခဲကြက်တဲ့အချိန်တွေရောအဲ့ဒီနောက်မှာသူတို့မိသားစုကြုံတွေ့ခဲ့ရတာရောမြန်မာနိုင်ငံသူနိုင်ငံသားတွေကြုံတွေ့ရတာရောအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေကြုံတွေ့ရတာတွေကိုသူတို့ကရေးသားထည့်သွင်းထားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်မှာဆိုလို့ရှိရင်ဇက်ကောင်က Rajkumar ရဲ့သူရဲ့တီဘောမင်းရဲ့နန်းတွင်အခြေရန်ဖြစ်တဲ့
ပေါ့ဒေါ်လီပေါ့တချို့အခါကျတော့မြန်မာနာမည်ဆိုလို့ရှိရင်ဒေါ်စိန်လို့ခေါ်တာပါနော်သူရဲ့နောက်တစ်ခါအုံမာဒေဝီဆိုတဲ့သူရဲ့3ယောက်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လည်းမီဆိုတို့သင်ခန်းစာယူစရာတန်ဝေကရစရာတွေလည်းအများကြီးပါပါတယ်စိတ်ရေးကိုနောက်ခံပြီးတော့ကိုယ့်ရဲ့လူထုတွေကဘာတွေခံစားကြုံကြိုက်ခဲ့ရလဲဆိုတာတွေလည်းအများကြီးရှိတယ်ပေါ့နော်သူ့ရဲ့စာသားတွေဆိုလို့ရှိရင်လည်းဒါမှတ်သားဖွဲ့ကောင်းတဲ့ဟာတွေအများကြီးပါပါတယ်ဥပမာအဖြစ်မီဆိုကကောက်နှုတ်ထားတာဆိုလို့ရှိရင်ဒီထဲမှာပါတဲ့စာသားတွေထဲကနေပြီးတော့ခါကြတော့မီဆိုကသဘောကျတဲ့ဟာတွေဆိုလို့ရှိရင်ပေါ့အဲ့မှာအုံမာဒေဝီကနေပြီးတော့ဒေါ်လီကိုပြောလိုက်တာသူကတီဘောမင်းကိုတို့ကိုခစားတဲ့သူရောဒါစုဖျားမြင့်လက်ကိုလည်းခစားတဲ့သူဖြစ်တဲ့ခါကျတော့အုံမာဒေဝီကသူတို့စတွေ့တဲ့အချိန်မှာမေးလိုက်တာပေါ့နင်းဒီလောက်လမ်းတွဲမှာသွေးမြေအများကြီးခစီတဲ့သူကိုခစားရတာနင့်စိတ်ကဘလို့မှမနေဘူးလားဆိုပြီးတော့ခါကြတော့အုံမာဒေဝီကဒေါ်လီကိုမေးတယ်ပေါ့ပြောချင်တာကတော့စုဖျားလက်ကသူကလူတွေအများကြီးတက်ပြီးမှသူ့ရဲ့နေရာဆွဆွမြဲစုပ်ကင်ထားတယ်ပေါ့အဲ့ဒီလူတက်သမားတယောက်ရဲ့ထားပါတော့မီဆိုပြောတာမှားလို့ရှိရင်လည်း sorry ပါဒီလူအများကြီးကိုတက်ဖို့စိတ်ခိုင်းခဲ့တဲ့သူရဲ့ဘေးနားမှာနေရတာနင်းစိတ်မလုံးချုံဘူးဘာမှမခံစားရဘူးလားလို့အုံမာဒေဝီကနေပြီးတော့ဒေါ်လီကိုမေးတဲ့အချိန်မှာဒေါ်လီကဘာပြန်ပြောရလဲဆိုတော့အဲ့တော့ကျတော့သူတို့ဗာလဲ Queen Mary အုပ်စိုးစင်ကာလာထင်တယ်မီဆိုထင်တာလေရှင်ရောအဲ့ဒီရဲ့အမျိုးသမီးရဲ့ဓာတ်ပုံကိုရှင်ရဲ့အခန်းဆောင်မှာချိတ်ထားရတာစိတ်မလုံးမချုံဘာမှမဖြစ်ဘူးလားဆိုပြီးတော့ခါကြတော့ပြန်မေးခဲ့တဲ့ဟာလေးကိုလည်းမီဆိုအရင်သဘောကျပါတယ်ဘာလို့လဲဆိုတော့ဒါသူတို့ကိုလိုနီစနစ်နယ်ချဲတဲ့အချိန်မှာလဲဒီဘရင်မကြီးကိုမျက်နှာလုံးလို့တဲ့အတွက်ကြောင့်မလို့ဒီကိုလိုနီနယ်ချဲစနစ်မှာလဲလူရဲ့အသက်တွေအများကြီးစတေးရတယ်လူတွေအများကြီးကိုသိစေခဲ့တယ်ပေါ့နော်ဒါသူတို့ကနေချဲတာကိုအဲ့ဒီလိုပြန်ပြီးတော့ခြေပလိုက်တဲ့နောက်ပိုင်းမှာအုံမာဒေဝီဆိုတာလေအဲ့ဒီရဲ့ဘရင်မကြီးရဲ့ဓာတ်ပုံကိုသူ့ရဲ့အခန်းဆောင်မှာဘယ်တော့မှမချိတ်တော့ဘူးပေါ့နော်ဒါကမီဆိုသဘောကျမိတယ်ဝက်တုထဲမှာပါတဲ့ဒါအချက်လေးပေါ့နောက်တစ်ခုအခါကျတော့သူကလေဘာပြောတာလဲဆိုအခါကျတော့သူ့ရဲ့တီဘောမင်းကမိန်တာပေါ့နော်ဖန်နန်းအတိတ်ဆိုတာကလည်းသူတို့ရဲ့မန်းလေးကဖန်နန်းဆောင်ကြီးလို့ပဲတဲ့အပြင်ဘက်ကနေကြည့်လိုက်လို့ရှိရင်အမြဲတမ်းလှပနေပေမဲ့အထဲမှာရှိတဲ့သူတွေကတော့ဘယ်တော့မှအေးချမ်းမရနိုင်ဘူးပေါ့ကွာဒီဖန်သားနန်းတော်ကြီးကြည့်လိုက်လို့ရှင်တော့လာတယ်ပေါ့တကယ်တော့တကယ်အထဲမှာတော့ဘယ်သူမှမအေးချမ်းဘူးအတိတ်ဆိုတာလည်းအဲ့လိုပဲပြန်ပြီးတော့ကြည့်တော့အတိတ်တော့အဲ့လိုရှိခဲ့တာပါလားဆိုပြီးတော့ခါကြတော့ကိုယ့်ရဲ့အတွေ့အထဲမှာလှပနေခဲ့လိမ့်မယ်ဒါပေမဲ့အဲ့ဒီတုန်းကဖြစ်ရက်ကိုရင်ဆိုင်ရတဲ့သူတွေကလည်းဘယ်တော့မှမလှနေခဲ့ဘူးပေါ့နော်ဒီရဲ့စာသားလေးကိုလည်းမီဆိုကြိုက်တယ်နောက်တစ်ခုကကြတော့ဒီနောက်ဆုံးသားလေးမှာပါတာပေါ့နော်တောကကိုသူကဒေါ်လီယာသူ့ရဲ့ချွေမကိုစာဖတ်ပြတဲ့အချိန်မှာသူ့ချွေမလေးဆင်ချင်းပြီးတဲ့စာသားလေးပေါ့မလုံချင်တာကိုလုံနေရတဲ့အရာတိုင်းကတောကပေါ့ဇာတိဖြစ်တည်လာတာကလည်းတောကဖြစ်တည်ခြင်းကလည်းတောကသိဆုံးခြင်းကလည်းတောကမဖြစ်ချင်တာတွေဖြစ်နေရတာကလည်းတောကချစ်တဲ့သူနဲ့ကိုယ်ရခြင်းကလည်းတောကမချစ်တဲ့သူနဲ့စုံစည်းရခြင်းကလည်းတောကဆိုပြီးတော့ဒါကိုအတိတ်ပဲဖွင့်ထားတာကိုလည်းမဆိုတွေ့ရတယ်ဆိုတော့ဒီစာအုပ်မှာဆိုလို့ရှိရင်ဒီဇက်ကောင်၃ကောင်ရဲ့စစ်ရေးပေါ့အမြင်မြန်မာဒီနိုင်ငံရေးတွေပေါ့အမြင်တွေရောသူတို့ရဲ့စီးပွားရေးနောက်တစ်ခါလူမှုရေးစက်ကြောင်းတွေကိုလည်းမိဆိုလို့သိရတယ်စစ်ရေးကြောင်းလို့ဒီလူငယ်ချင်းချင်းလဲကွဲရကွာရကွေခွင့်ရတာတွေကိုလည်းမိဆိုလို့ဖတ်ရှုခွင့်ရတယ်ဆိုတော့တမိုင်းကြောင်းကိုစိတ်ဝင်စားတဲ့သူတွေမြန်မာတမိုင်းကြောင်းဒီတီဘောမင်းပါတော်မူတဲ့အချိန်တုန်းကနောက်ဆုံးဘလို့အဆုံးသတ်သွားရလဲဆိုတဲ့ဟာကိုသိချင်တဲ့သူတွေနောက်တစ်ခါအမျိုးသားစာပေစုရစာအုပ်ကိုဖတ်ချင်တဲ့သူတွေအနေနဲ့နောက်တစ်ခါဘာသာပြန်စာအုပ်ကိုချိုင်းနဲ့တက်တဲ့လူတွေဝိထုရှေကောင်းကောင်းကိုဖတ်ချင်တဲ့သူတွေအနေနဲ့ဖတ်လို့ကောင်းမဲ့စာအုပ်တအုပ်လို့မိဆိုတော့ပြောချင်ပါတယ်ဒါကြောင့်မလို့အဲ့လိုစာပေကိုချိုင်းနဲ့တက်တဲ့သူတွေလက်မလွတ်တမ်းဖတ်တဲ့စာအုပ်လို့မိဆိုကညွှန်းချင်တာပါဆိုတော့ဒီနေ့မှာမိဆိုက The Glass Palace
ဆိုတဲ့စာအုပ်ကိုဆရာနေဝင်းမြင့်ကဘာသာပြန်ထားတဲ့ရေကန်တာကြားတိုင်းအေးဆိုတဲ့စာအုပ်ကို review ပေးခဲ့တာဖြစ်ပါတယ်အားလုံးကလည်းဒီစာအုပ်ကိုဖတ်ပြီးပြီလားပေါ့နော်ဖတ်ပြီးပြီဆိုလို့ရှိရင်လည်းဒီစာအုပ်ကိုဘယ်လိုမြင်လဲနောက်တစ်ခါဘယ်စာအုပ်တွေကိုမေဆိုးကိုဖတ်ဖို့အတွက်အကြံပြုချင်လဲနောက်ပြီးတော့ဘယ်စာအုပ်ကို review ပေးချင်လဲဆိုတာကိုမေဆိုးကို comment ပေးခဲ့နိုင်ပါတယ်အားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်